အားလုံးမင်္ဂလာပါနော်အစီအစဉ်တော့မရှိပါဘူးဒါပေမဲ့ကဲမထူပါဘူးလေနော်ဟိုစကားလေးပြောဖို့လည်းအချိန်လေးနဲ့ရတယ်ပြောလိုက်ရင်ကောင်းမလားမသိပါဘူးဆိုပြီးတော့ဒါလိုင်းတက်လာတာနော်အဲ့တော့ကြိုတင်ပြီးတော့ဘာမှအစီအစဉ်ထားတာမရှိပါဘူးပြောချင်တာကတော့တခြားမဟုတ်ပါဘူးအခုလိုနေထားမှာလူတွေစိတ်ဓာတ်ကျနေတာကိုမကြစေချင်လို့နော်အားပေးချင်လို့လာခဲ့တာပါအဲ့တော့ထုံးစံအတိုင်းပဲတော်လိုက်ရနိုင်ပါတကယ်ကုန်နိုင်ပါနော်အဲ့တော့စိတ်ဓာတ်မကြပါနဲ့ဘယ်လိုပဲအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့လက်ရှိအနေထားသည်နော်တော်လိုက်ရရှေ့ကိုပဲဆက်သွားနေတယ်မလာလမ်းပြောက်တယ်ပျောက်သွားတယ်နော်တရုတ်ဟိုရုရှားကိုသွားတော့လဲထွေထူးပြီးအဆင်ပြေတာမဟုတ်ဘူးနော်အဲ့ခါကျတော့ကမ္ဘာနိုင်ငံရဲ့နိုင်ငံကြီးကလည်းရှုပ်ထွေးနေတာเนาะအဲရှုပ်ထွေးနေတဲ့အခါကျတော့သူ့အနေနဲ့ဘယ်လိုမှဟိုတော့ဟိုအားကိုးရရှာရဖို့မလွယ်ဘူးเนาะအဲသူကတော့လမ်းပြောက်သွားပြီအဲ့ဒါလုံးဝသိကြတယ်ရွေးကောက်ပွဲမဖြစ်ဘူးလို့ကျွန်တော်လည်းအပိုင်ပြောထားတာเนาะအခုရွေးကောက်ပွဲကို2026လည်းရွှေ့သွားပြီနောက်ထပ်ရွှေ့ဖို့ပဲရှိတော့တယ်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးအဲ့ဒါလုံးဝကျွန်တော်တခါလည်းအပိုင်ပြောထားတာเนาะအဲ့ခါကျတော့အဲ့အတွက်မပူနဲ့ရွေးကောက်ပွဲအတွက်မပူနဲ့เนาะအဲ့တော့အခုကျွန်တော်တို့ပြောချင်တာကစိတ်ဓာတ်မကျနဲ့နိုင်ငံရေးကကြွေတလက်ကြက်တခုံပဲเนาะအဲ့တော့ဒီနေ့တစ်မျိုးနောက်တစ်မျိုးဒီနေ့တစ်မျိုးနောက်တစ်မျိုးအပြောင်းလဲလေးတစ်ချက်ကเนาะနိုင်ငံရေးအပြောင်းလေးတစ်ချက်ဆိုတာကဘဝတွေအကုန်လုံးပြောင်းကုန်တာเนาะမနေ့ကတထေးကမနေ့ကသမတကဒီနေ့เนาะဟိုအချင်းကနဲ့ရောက်သွားတာမနေ့ကအချင်းကနဲ့လူကဒီနေ့သမတဖြစ်လာတယ်မနေ့ကတထေးကဒီနေ့စင်းရဲသားဖြစ်သွားတယ်เนาะအဲ့နိုင်ငံရေးအပြောင်းလဲဟာချက်ချင်းဟောเนาะဟိုပြောင်းလဲသွားဒါကြောင့်နိုင်ငံရေးအသက်အရေးကြီးတယ်နော်နိုင်ငံရေးကြောင့်စီးပွားရေးချက်ချင်းပြောင်းသွားနိုင်တယ်နိုင်ငံရေးကြောင့်လူတရားထောင်နဲ့ထောင်ပြင်ပြောင်းသွားနိုင်တယ်နိုင်ငံရေးကြောင့်အသက်တစ်ချောင်းလဲတည်သွားနိုင်တယ်ဒါကြောင့်နိုင်ငံရေးအသက်အရေးကြီးတယ်ဒါပေမဲ့အခုကောင်းတာဒီလိုအရေးကြီးတဲ့နိုင်ငံရေးကိုမြန်မာပြည်ကလူတွေအကုန်လုံးကစိတ်ဝင်စားလာတယ်စိတ်ဝင်စားနဲ့နော်နိုင်ငံရေးကိုသာစိတ်ဝင်စားလို့အာဏာသိမ်းကြတဲ့တောက်လျှောက်လိလာခဲ့မယ်ဆိုရင်၄နှစ်တာကာလအတွင်းမှာသူကနိုင်ငံရေးသိပ္ပံနော်ပွဲရပါပြီအခုဆိုရင်ကျွန်တော်တို့လူတွေကမြန်မာနိုင်ငံရေးတွေမဟုတ်ဘူးကမ္ဘာနိုင်ငံရေးတောင်စိတ်ဝင်စားတဲ့အနေအထားကိုရောက်လာပြီဒါကပြောမှဆိုရင်တော့ master တက်တဲ့သဘောပဲနော်အဲ့လိုဖြစ်လာပြီအဲ့ခါကျတော့စိတ်မပူနဲ့နော်နိုင်ငံရေးအပြောင်းလဲသည်ဟလားအယံမြန်တယ်ဒါကြောင့်မလို့နော်ကျွန်တော်တို့တော်လိုင်းရေးဘယ်လောက်ကြာမှလဲဘယ်သူမှပြောလို့မရအောင်ချက်ချင်းလည်းငင်လည်းပြီးသွားနိုင်တယ်ချက်ချင်းလည်းငင်ပြီးသွားနိုင်တယ်နော်အဲ့တော့ဒီကဘောအင်အားကြီးတဲ့နိုင်ငံတွေပေါ့အင်အားကြီးတဲ့နိုင်ငံတွေရဲ့အနေအထားပြောင်းလဲမှုလေးတစ်ခုကသူ့ရဲ့အချိန်ဟတ်တာကနိုင်ငံအသေးတွေမှာအကြီးကျယ်ပြောင်းလဲသွားနိုင်တဲ့ဟိုအနေအထားတွေရှိတယ်နော်အနေအထားတွေရှိတယ်ဒါကမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ဓာတ်ရိုက်ပတ်သက်နေတာတရုတ်ပဲတရုတ်နဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်အရန်ပတ်သက်တယ်အဲ့တော့လက်ရှိအနေအထားမှာပေါ့နော်ဟိုအခြေအနေလေးကနှစ်ခုဖြစ်နိုင်တယ်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ရခိုင်မှာတိုက်တဲ့အခြေအနေပေါ့နော်ရခိုင်မှာတိုက်တဲ့အခြေအနေကကျွန်တော်ကအရင်တော့ခက်မှန်းတာကကြောက်ဖြူကိုမတိုက်ဘူးလို့ခက်မှန်းတယ်နော်ကြောက်ဖြူကိုမတိုက်ဘူးအေက ARV နောက်ဖက်ချမ်းကိုတိမ့်လိုက်မယ် ARV မြည့်ရဲ့နောက်ဖက်ချမ်းကိုတိမ့်လိုက်မယ်အဲ့လိုတိမ့်ပြီးတဲ့အခါမှာကြောက်ဖြူနဲ့လဲယူမယ်လို့ကျွန်တော်ကတွက်ထားတာဒါပေမဲ့အခုက AA ကကြောက်ဖြူကိုတိုက်မဲ့သဘောပေါ့နော်ကြောက်ဖြူရဲ့ပတ်ဝန်းကျင်ကိုတိုက်လာတဲ့သဘောတွေရှိတယ်အဲ့တော့ကြောက်ဖြူသာကျသွားခဲ့လို့ရှိရင်တရုတ်ကစဉ်းစားရမယ့်အခန်းကဏ္ဍတစ်ခုရောက်လာတယ်နော်တရုတ်ကသူ့ရည်တည်ချက်ကိုစဉ်းစားရတော့အခန်းကဏ္ဍတစ်ခုရောက်လာအဲ့တော့နောက်တစ်ခုကကြတော့နိုင်ငံတကာအခြေအနေပေါ့အဲ့တော့မလာကရုရှားကိုသွားတယ်နော်ရုရှားကိုသွားပြီးခြေစလုံးပြည့်ဖက်တယ်ခြေစလုံးပြည့်ဖက်တယ်လို့တဝယ်ရည်နဲ့စိတ်ကန်းကိုလည်းရုရှားချင်းနှိမ့်ညံမှုဖြစ်ပြောင်းကျင်တယ်နော်ပြောင်းကျင်တယ်အဲ့လိုပြောင်းတဲ့အခါမှာအဓိကပြဿနာကအင်းနာချင်းနိုင်ငံပဲအဲ့ဒါထိုင်းနဲ့တရုတ်ပဲနော်အဲ့ထိုင်းနဲ့တရုတ်ပဲထိုင်းနဲ့တရုတ်ကတဝယ်ရည်နဲ့စိတ်ကန်းကိုရုရှားဝင်လာမှာကိုကြိုက်မှာမဟုတ်ဘူးဒါတရုတ်အတွက်စဉ်းစားစရာဒုတိယအချက်ဖြစ်သွားတာနော်ပထမတစ်ချက်ကလာကြောက်ဖြူကိုအေးရသိမ်းသွားမှာဒုတိယအချက်ကဒီမင်းအောင်လိုင်ကရုရှားကိုခြေသလုံးပတ်ဖက်တာနော်ဒီနှစ်ချက်ကတရုတ်အတွက်အဓိကအပြောင်းလဲဖြစ်ပြောင်းလဲပြီးစဉ်းစားရမယ့်အခြေအနေတစ်ခုဖြစ်လာနောက်တစ်ခုကမဟာလကိုတနိုင်ငံလုံးကလက်မခံတာပြည်သူတွေကလက်မခံတာပြည်သူတွေကလက်မခံတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့နော်ဒီမဟာလဘက်ကဆက်ပြီးရက်တည်မယ်ဆိုရင်တရုတ်အနေနဲ့ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားနိုင်တယ်ဆိုတာသူတို့လုံးဝမတွက်မိစရာအကြောင်းမရှိဘူးနော်တရုတ်မှာနောက်ကအကြံပေးအုံနောက်တွေအများကြီးပဲရှိတယ်
နော်အဲ့လိုအချက်၃ချက်ကြောင့်တရုတ်နိုင်ငံရဲ့နော်ရက်တီချက်အပြောင်းလဲဟာမြန်မာနိုင်ငံရေးကိုမြန်မာနေဦးတော်လာရေးကိုချက်ချင်းပြောင်းလဲမှုတရဖြစ်သွားနိုင်တဲ့နော်အတိုင်းအတာတစ်ခုဖြစ်တယ်ဒါအားရှိအောင်ပြောတာမဟုတ်လက်ရှိပဂတိအခြေအနေကိုကျွန်တော်ကရှင်းပြတာနော်ပဂတိအခြေအနေကိုရှင်းပြတာဘာကြောင့်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာယင်းနှိမ့်မြုပ်နှံမှုအများဆုံးလုပ်ထားတာကတရုတ်နိုင်ငံပဲနော်သူကဘာမှမကြောက်ဘူးနော်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ယင်းနှိမ့်မြုပ်နှံမှုကိုသူကဆက်ပြီးတွန်းရဲတယ်ဘာကြောင့်တွန်းရဲလဲဆိုတော့ဆင်သွားရင်လမ်းဖြစ်တယ်နော်ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတော့အနေအထားနဲ့ယင်းနှိမ့်မြုပ်နှံမှုအရန်များတဲ့နော်အရင်နှိမ့်နှံမှုအရန်များတဲ့နိုင်ငံကိုဘယ်အစိုးရပဲတက်လာသူ့ကိုမောင်းမထော်ရဲဘူးအစိုးရတစ်ခုတက်လာတိုင်းကယင်းနှိမ့်နှံမှုနိုင်ငံခြားယင်းနှိမ့်နှံမှုဖိတ်ခေါ်ရတယ်နော်ကျွန်တော်တို့လိုဒီစင်းရဲတဲ့နိုင်ငံတွေမဟုတ်ဘူးချမ်းသာတဲ့နိုင်ငံတွေဒီပလင်နိုင်ငံခြားယင်းနှိမ့်နှံမှုလာအောင်ဖိတ်ခေါ်ကြရတာရှိတယ်ဒါကြောင့်မလို့အစိုးရတစ်ခုတက်လာတဲ့အခါမှာတိုင်းပြည်ထူထောင်ရေးလုပ်ဖို့အတွက်နိုင်ငံခြားယင်းနှိမ့်နှံမှုကိုခေါ်ရတယ်ကိုယ့်ပတ်စံတဲ့ကိုလုပ်မယ်ဆိုလို့ရှိရင်နှီးတယ်ပေါ့ဗျာနော်အဲ့ခါကျတော့နိုင်ငံခြားယင်းနှိမ့်မှုကိုခေါ်ရတဲ့အခါမှာနော်ဒီနိုင်ငံထဲမှာနိုင်ငံခြားယင်းနှိမ့်မှုအများဆုံးရှိထားပြီးသားနိုင်ငံကိုမောင်းထုတ်ဖို့ဘယ်အစိုးရအသစ်မှမစင်စားဘူးနော်ယင်းနှိမ့်မှုအများကြီးရှိနေတဲ့နိုင်ငံကိုပြန်ထွက်မသွားအောင်ဆွဲထားရတယ်နော်ဆွဲထားရတယ်နောက်ထပ်လဲတိုးပြီးယင်းနှိမ့်မြုပ်နှံအောင်ထပ်ပြီးခေါ်ရတယ်ဒါကိုတရုတ်ကဒီ net ကိုသိတယ်အဲ့လို net ကိုသိတဲ့အတွက်ကြောင့်သူကနောက်ဆိုးကဘယ်ဆိုးရတက်တဲ့သူယင်းနှိမ့်မြုပ်နှံမှုအများကြီးဖြစ်လို့ရှိရင်သူ့အတွက်လည်းအရေးကြီးသလိုတက်လာတဲ့အစိုးရအတွက်လည်းအရေးကြီးတယ်နော်မင်းတို့ထွက်သွားလို့ဘူးမှမထုတ်ဆက်ပြီးဆွဲထားမှာဒါကိုသိရတဲ့အတွက်ကြောင့်တရုတ်ကအခုအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတောင်မှယင်းနှိမ့်မြုပ်နှံမှုတွေအများကြီးမကြောက်မြွံဆက်လုပ်တဲ့အနေအထားတွေကိုနော်ကြည့်လို့ရှိရင်ခံမှန်းလို့ရတယ်ဒါကနိုင်ငံရေးရဲ့သဘာဝပဲနော်နိုင်ငံရေးရဲ့သဘာဝပဲအဲ့တော့နိုင်ငံရေးကစားကွက်တွေဆိုတာကအင်မတန်မှရှုပ်ထွေးတယ်အင်မတန်မှပြည့်ရများတယ်ဒီနေ့နော်ဒီအမေရိကန်သမ္မတထရန့်ရဲ့နော်လှုပ်ရှားနေတဲ့ကိစ္စတွေထဲမှာမှန်တာတွေရောမှားတာတွေရောကောင်းတာတွေရောဆိုးတာတွေရောနည်းတာတွေမဟုတ်ဘူးနော်အဲ့ကြားထဲမှာနော်ဟိုဘယ်လိုပြောရမလို့ရှိရင်ဟိုတစ်ချက်ပေါ့နော်လှုပ်ခတ်လိုက်တဲ့လှုပ်ခတ်မှုဟာနော်ပတ်ဝန်းကျင်ကိုအများကြီးခဲရိုက်သွားတယ်ဘာကြောင့်တော့အင်အားကြီးတာနော်သူ့ရဲ့စီးပွားရေးအင်အားသူ့ရဲ့စီးရေးအင်အားသူ့ရဲ့ဩဇာအရှိန်ကအင်မတန်ကြီးတယ်အဲ့လိုအင်မတန်ကြီးတဲ့အခါကျတော့ဒီရက်တီချက်အပြောင်းလဲတခုသူ့ရဲ့တောင်ပန်တစ်ချက်ခတ်တာကကဘာကြီးကိုအရှိန်ရိုက်သွားတဲ့အတိုင်းဒါမျိုးတွေရှိတယ်ဒါကြောင့်မလို့စိတ်တော့မကြနဲ့ဆိုတော့အဲ့ဒါကိုပြောတာအားလုံးကဒီအခြေအနေလေးတွေတွက်လို့ရတာမဟုတ်ဘူးကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတကာကိုမှီခိုအားခိုးပြီးတော့နော်မျှော်လင့်ပြီးနေရမှာမဟုတ်ဘူးကိုလှုပ်ရှားရှိတာကိုတော့လှုပ်နေရမယ်နော်ကိုလို့ဆရာရှိအောင်လုပ်နေမယ်ကိုစူးစမ်းရမယ်ကိစ္စကိုစူးစမ်းနေရမယ်နိုင်ငံတကာကိုမျှော်ပြီးတော့ကျွန်တော်တို့ကဘာမှနော်ဟိုရက်တင်လို့မရဘူးကိုလို့ဆရာရှိအောင်လုပ်ရမယ်နော်ဟိုကက်တင်ရှင်မမျှော်နဲ့နော်ကိုလို့ဆရာရှိအောင်လုပ်နေရမယ်အဲ့ဒါနံပါတ်1အရေးကြီးရဲ့နော်ကျွန်တော်တို့ဘာလို့မဟာဇနကမင်းသားပင်လယ်ထဲမှာနော်လက်ပြကူတော့မိခလာလာကဲနတ်သမီးလာကဲမယ်ဆိုတာသူသိတာမဟုတ်ဘူးမသိဘူးမျောလင့်နေတာမဟုတ်ဘူး तू ကကူးစရာရှိတာကိုလက်ပြကူးနေတာကမ်းမမြင်လမ်းမမြင်မဲ့နော်ဘယ်နှစ်ကန်းဆက်ကိုရောက်မယ်ဆိုတော့မသိဘူးဒါပေမဲ့ကုခတ်ရမယ့်လောက်ကသူ့အလုပ်ဖြစ်တယ်ဒါကြောင့်မလို့မိခလာနတ်သမီးရလာပြီးကဲတာဖြစ်တယ်နော်အကယ်၍သာနော်အဲ့ဒီမင်းသားကပေါ့နော်မဟာဇနကမင်းသားကတင်မောပြက်ကြီးကိုဖက်ပြီးတော့စိတ်တက်ကြနိုင်မယ်ဆိုရှင်ဘယ်နတ်သမီးမှလာမကဲဘူးလုံးဝမကဲဘူးနော်အဲ့တော့စူးစားတဲ့သူတွေအတွက်သာကုညီထောက်ပံ့မှုဆိုတာလာတာစူးစားတဲ့သူတွေအတွက်သာလူတွေကလမ်းရှင်းပေးနေတာလမ်းခင်ပေးနေတာဟုတ်ပြီနော်စူးစားတဲ့သူတွေကိုသာလေကဲတင်နေတာဖြစ်တယ်ဘာမှမလုပ်တဲ့အပြင်းကျနေတဲ့သူတွေကိုတော့ဘယ်သူမှမကဲဘူးနော်အဲ့တော့ကသာမဟာဇနကမင်းသားဟာတင်မောပြက်ကြီးကိုဖက်ပြီးတော့ငိုကြွေးနေမယ်ဆိုရင်ဘယ်နတ်သမီးမှမလာဘူးနော်အဲ့လိုရှိအဲ့တော့ကျွန်တော်တို့ကကိုလှုပ်ဆရာရှိရကိုဆက်လုပ်နေဖို့လိုတယ်အဲ့တော့တနေ့ကကျွန်တော်ပြောပြတယ်နော်အဲ့ဒါတနေ့ကအဓိကကျွန်တော်လူငယ်တွေအတွက်နဲ့နိုင်ငံရေးကိုဝါသနာပါတဲ့သူတွေအတွက်နော်တည်တဲ့တာလေးကိုမျှဝေနေတဲ့သဘောပဲရှိတယ်ကျွန်တော်ကဘယ်သူကပြုတ်ပါစေဘယ်သူတွေအာဏာလက်လွတ်ဖြစ်ပါစေဘယ်သူတွေအာဏာရပါစေဆိုတဲ့ဥစ္စာမရှိဘူးကိုယ်တိုင်လည်းနော်နေရာယူဖို့အာဏာယူဖို့စိတ်ကူးစိတ်တမ်းမရှိတော့သလိုဆွတ်လွတ်လိုက်တာအရင်တော့မျှော်လင့်တယ်เนาะတစ်ချိန်ချိန်မှာတိုင်းပြည်ကိုယ့်ရဲ့စိတ်ကူးစိတ်သားနေနဲ့အကောင့်ထဲဖော်ခွင့်ရကြတယ်ဟုတ်အရင်တော့ဒါပေမဲ့ဒါကြီးကအခုဆွတ်လွတ်ပြီးသွားပြီဒါကြောင့်မလို့ကျွန်တော်ကเนาะဒီ
နေဦးတော်လိုင်းမှာပါဝင်လာတယ်ဆိုတာကိုတိထားတဲ့ကိုအယူအဆအတွေးအခေါ်တွေကိုမျှဝေပေးနေခြင်းပဲဖြစ်တယ်နော်မျှဝေပေးနေခြင်းပဲဖြစ်တယ်ဒီအပေါ်မှာအသုံးတဲ့တာကိုအသုံးမတဲ့တာကိုလွတ်ပြလိုက်နော်ဒါကိုပဲပြောတာအဲ့တော့ခါကျတော့လူငယ်တွေအနေနဲ့နော်မြန်မာနိုင်ငံရေးကိုစိတ်ဝင်စားတယ်နော်မြန်မာနိုင်ငံကိုနော်ဥဆောင်ခြင်းနဲ့နော်မြန်မာနိုင်ငံရေးမှာပါဝင်ပတ်သက်တော့မယ်ဆိုလို့ရှိရင်နော်တိထားမယ့်အချက်လက်တွေအများကြီးပဲရှိတယ်နော်တနေ့ကတော့ပြောခဲ့တာမြန်မာနိုင်ငံမှာပေါ့နော်ဟိုနိုင်ငံရေးကိုစိတ်ဝင်စားမှဆိုရင်တမိုင်းနဲ့ပထဝီကအရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့တကယ်ကတော့တမိုင်းနဲ့ပထဝီတင်အရေးကြီးတာမဟုတ်ပါဘူးနိုင်ငံရေးတိတ်ပံရဲ့သဘာဝကနိုင်ငံရေးပညာရဲ့သဘာဝကတမိုင်းနဲ့ပထဝီကတော့အရေးကြီးဆုံးပေါ့ဒါပေမဲ့တခြားအရေးကြီးတဲ့ဝိဇ္ဇာဘာသာရပ်တွေရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အတွေးခေါ်ဖြစ်တယ်တိုင်းပြည်တစ်ခုရဲ့တိုးတက်ခြင်းမတိုးတက်ခြင်းဟာအဲ့တိုင်းပြည်ရဲ့ပြည်သူတွေရဲ့အတွေးခေါ်ယူဆပုံမှာအများကြီးမူတည်တယ်အဲ့လိုမိသားတစုဖြစ်စေလူတစ်ယောက်ဖြစ်စေသူ့ဘဝတိုးတက်ခြင်းမတိုးတက်ခြင်းဟာသူ့အတွေးခေါ်နဲ့ဆိုင်တယ်အတွေးခေါ်ထဲမှာပိတ်မိနေမယ်ဆိုရင်အဲ့လူကဘာမှတိုးတက်စရာအကြောင်းမရှိဘူးတချို့ဖြစ်တဲ့ပြဿနာတွေကအတွေးခေါ်ကြောင့်ဖြစ်တဲ့ပြဿနာတွေကအများကြီးပဲရှိတယ်နော်အများကြီးပဲရှိတယ်အဲ့ဒီခါကျတော့တမိုင်းနဲ့ပထဝီတွေမဟုတ်ဘူးနိုင်ငံရေးကိုစိတ်ဝင်စားရလို့နောက်ထပ်အရေးကြီးတဲ့ဥစ္စာတစ်ခုကအတွေးခေါ်ပညာဖြစ်တယ်နော်ကိုယ့်ရဲ့အတွေးခေါ်အမြဲတမ်းတိုးတက်နေအောင်လေ့ကျင့်နေဖို့လိုတယ်ကမ္ဘာပေါ်မှာရှိတဲ့တွေးခေါ်မှုမျိုးစုံကိုလည်းပဲနိုင်ငံရေးအတွေးခေါ်စီးပွားရေးအတွေးခေါ်လူမှုရေးအတွေးခေါ်ဒီအတွေးခေါ်တွေလည်းလေ့လာသုံးသပ်ဖို့လိုတယ်ဒါကြောင့် philosophy ဆိုတဲ့အတွေးခေါ်ပညာရပ်ကနိုင်ငံရေးသမားတွေတယောက်အတွက်တိတ်ပြီးအရေးကြီးတယ်နော်နောက်တစ်ခုကဘာလဲဆိုရှင်လူတွေရဲ့နော်ရိုးရာယဉ်ကျေးမှုကိုသိဖို့လိုတယ်နိုင်ငံရေးသမားတယောက်လုပ်တော့မယ်ဆိုရှင်လူတွေရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုနားလည်ဖို့လိုတယ်နော်ဒါကလည်းတိတ်ပြီးတော့အရေးကြီးတယ်ဒီဒေသကလူတွေကဘာကိုးကွယ်တယ်လဲဘယ်လိုယဉ်ကျေးမှုဘယ်လိုဇယိုက်တွေရှိတယ်လဲဆိုတဲ့နော်လူတွေရဲ့ဓလေ့ထုံးတမ်းရိုးရာအစဉ်အလာတွေကိုသိဖို့လိုတယ်နော်ဒါတွေကနော်အရှိတရားကိုနော်လက်မခံလို့မရအောင်အရှိတရားကိုကျွန်တော်တို့ကလက်ခံပြီးတော့မှဒီလူဖွဲ့စည်းကိုထိန်းချောင်းယူဖို့လိုတယ်နော်ဒါလည်းအရေးကြီးတယ်နောက်တစ်ခုကအစိတ်ပညာဖြစ်တယ်နော်အဲ့တော့ကျွန်တော်နိုင်ငံရေးသမားလုပ်တော့တဲ့အခါမှာဒီ psychology ပေါ့နော် public psychology ကအသိအရေးကြီးတယ်တရင်ထဲမှာတရင်တစ်ခုဟော့သွားတဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားမလဲဘယ်လိုလူတန်းစားမှာဘယ်လိုစိတ်တွေဖြစ်သွားမလဲဆိုတော့စိတ်ပညာလည်းသိအရေးကြီးတယ်အဲ့တော့နိုင်ငံရေးသမားတယောက်လုပ်တော့မှဆိုရင်တမိုင်းပထဝီတွေမဟုတ်ဘူးเนาะအတွေးခေါ်ဘာသာရပ်ရဲ့เนาะနောက်တစ်ခုကလူတွေရဲ့เนาะဒလေထုံတန်းရိုးရာအစဉ်လာတွေလည်းသိဖို့လိုစိတ်ပညာဘာသာရပ်ကိုလည်းသိဖို့လိုတယ်เนาะသိဖို့လိုတယ်အဲ့ဒါခါကျတော့ဒါလူငယ်နိုင်ငံရေးသမားတွေအတွက်เนาะသိထားလေ့လာရမယ့်နော်ပညာရပ်ဆိုင်ရာအခြေခံတွေဖြစ်တယ်အဲ့ဒါကြမှသာလေကျွန်တော်တို့ကဒီ public psychology ဆိုတဲ့လူထုရဲ့စိတ်နေစိတ်ထားကိုလူထုကဘာဖြစ်ချင်တာလဲဆိုတဲ့လူထုရဲ့စံတာကိုနိုင်ငံရေးသမားတယောက်ကဖတ်ယူလို့ရနိုင်တယ်နိုင်ငံရေးသမားတယောက်ကကိုပြည်သူတွေစိတ်တက်ကြနေသလားစိတ်တက်နေသလားဒီကိစ္စမှာသူတို့သဘောတူသလားသူတို့စန့်ကျင်နေသလားသူတို့ထောက်ခံနေသလားဒီကိစ္စမှာသူတို့ဘယ်အထိပါဝင်လာမလဲဆိုတာကိုခံမှန်းယူနိုင်တဲ့နော်ခံမှန်းယူနိုင်ဖို့အသိအရေးကြီးတယ်အဲ့လိုခံမှန်းယူနိုင်တယ်လို့တစ်ဖက်မှာလည်းစီယုံရေးပညာကသိပြီးတော့အရေးကြီးတယ်လူတွေခံစားနေတဲ့ခံစားမှုကိုအနေထားကြည့်ပြီးတော့မှငါဘယ်စကားကိုပြောရမယ်နော်ဘယ်ခေါင်းစဉ်ကိုတက်ရမယ်ဘယ်လမ်းကိုပြပေးရမယ်ဆိုတော့နော်ဟိုခေါင်းဆောင်တယောက်ကဒါတွေကိုသိထားဖို့လဲလိုတယ်နော်လူငယ်တွေဒါတွေသိထားဖို့လိုအဲ့တော့ဝိဇ္ဇာဘာသာပညာရပ်တွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးသမားတယောက်ကနော်ခုနကပညာရပ်တွေလိုသလိုနောက်တစ်ခုကဥပဒေပညာရပ်ကိုနားလည်ဖို့လိုတယ်နော်နားလည်ဖို့ဆိုတာနိုင်ငံရေးသမားတွေဆိုဟိုဆက်အများကြီးသိဖို့လိုတယ်တခုတည်းကိုနဲ့ဆိုင်သိဖို့မလိုဘူးအဲ့ဒါကဘာလဲဆိုရှင်ပညာရှင်တွေခေါ်သုံးလို့ရတယ်ဥပဒေပညာရှင်တွေခေါ်သုံးလို့ရတယ်အဲ့တော့နိုင်ငံရေးသမားတယောက်သိရမယ့်ကိစ္စတွေထဲမှာဥပဒေနော်တရားဥပဒေဆိုင်ရာပညာရပ်ကိုလည်းခြုံငုံသုံးသပ်ပြီးဖို့လိုတယ်နော်နောက်တစ်ခုကတော့စီးပွားရေးပညာအဲ့တော့နိုင်ငံခေါင်းဆောင်တယောက်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်နိုင်ငံရဲ့စီးပွားရေးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲကိုယ့်နိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲကိုယ့်နိုင်ငံမှာရှိတဲ့အရင်းအမြစ်တွေကဘာတွေရှိသလဲဘယ်လိုအရင်းအမြစ်တွေနဲ့ဘ
ဘယ်လိုငွေကြေးဖြစ်အောင်လုပ်လို့ရမလဲဆိုတဲ့ဥစ္စာကိုလည်းနားလည်ထားဖို့လိုတယ်နော်ဒါအဲ့တော့ဒီနိုင်ငံမြန်မာနိုင်ငံရဲ့အရေးကိုစိတ်ဝင်စားပြီးတော့နိုင်ငံရေးသမားတယောက်လုပ်တော့မယ်ဆိုရင်တော့ဝိဇ္ဇာဘာသာရပ်တော်တော်များများကိုတိမိခောက်မိအောင်လေ့လာထားဖို့လိုတယ်တစ်ဖက်မှာလည်းပဲဒီဝိဇ္ဇာပညာရပ်တွေကိုအဓိကထားလေ့လာမဲ့သိပ္ပံပညာရဲ့ trend ကိုလည်းအကြမ်းမြင့်တော့ခြုံငုံသုံးသပ်ဖို့လိုတယ်အင်တာနက်ကဘယ်ကိုသွားနေလဲ AI ကဘာတွေဖြစ်နေလဲเนาะဒီ global network ကြီးကဘာတွေဖြစ်နေလဲဆိုတာတော့လည်းသိဖို့လည်းလိုပြနေနော်အဲ့ခါကျတော့ဒါကတော့လူငယ်နိုင်ငံရေးသမားတွေအနေနဲ့မြန်မာနိုင်ငံကိုနိုင်ငံရေးကိုစိတ်ဝင်စားပြီဆိုလို့ရှိရင်အကြမ်းမြင့်သိရမယ့်ကိစ္စတွေဖြစ်တယ်နောက်တစ်ခုကတော့မြန်မာနိုင်ငံရဲ့ဖြည့်ရှင်းရမယ့်ပြဿနာတွေဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘာလို့ပြဿနာတွေဖြည့်ရှင်းနေတယ်လဲရှိနေတယ်လဲအဲ့ဒီပြဿနာတွေကိုဘယ်လိုဖြည့်ရှင်းမလဲဘယ်ပြဿနာအဓိကအကျဆုံးလဲဆိုတာကိုလည်းနားလည်ဖို့လိုတယ်အဲ့တော့ဒီနေ့မြန်မာနိုင်ငံမှာအဓိကဖြစ်နေတဲ့ပြဿနာကိုအကြမ်းမြင့်ကျွန်တော်နားလည်တော့ပြောရမယ်ဆိုလို့ချင်းမြန်မာနိုင်ငံရဲ့အရေးကြီးဆုံးဆိုင်ရာပြဿနာငြိမ်းချမ်းရေးပြဿနာဖြစ်တယ်မြန်မာနိုင်ငံမတိုးတက်ရခြင်းအဓိကအကြောင်းတရားသည်ငြိမ်းချမ်းရေးပြဿနာပဲဖြစ်တယ်ကျွန်တော်တို့ကလွတ်လပ်ရေးရပြီးကြတဲ့ကဆိုပါတော့เนาะငြိမ်းချမ်းရေးကို100%အပြည့်အဝမခံစားခဲ့ရဘူးအဲ့ဒီတခါအာဏာသိမ်းเนาะစစ်ဒီတော်လှန်ရေးကောင်စီတက်လာတဲ့အခါစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့เนาะငင်းညင်းကြီးကပို့ပြီးတော့ပြက်ပြားသွားတယ်အဲ့လိုပြက်ပြားသွားတဲ့အခါမှာငင်းညင်းကြီးမရှိတဲ့အတွက်ကြောင့်เนาะကျန်တဲ့တိုင်းပြည်ကအစစတဲ့စီးပွားရေးလူမှုရေးပညာရေးအကုန်လုံးကကျွန်တော်တို့ချွတ်ချုံကြသွားတယ်အဲ့တော့မြန်မာနိုင်ငံမှာနိုင်ငံရေးသမားတယောက်ဖြည့်ရှင်းရမယ့်နံပါတ်1ပြဿနာဒီမြန်မာနိုင်ငံအတွက်ငင်းညင်းရေးပြဿနာဖြစ်တယ်အဲ့ဒီငင်းညင်းရေးပြဿနာဘာနဲ့ဆက်ဆက်နေလဲဆိုတဲ့အခါကျတော့ဖက်ဒရယ်ရေးနဲ့ဆက်ဆက်နေတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံကနော်လူမျိုးစုလူမျိုးပေါင်းစုံယဉ်ကျေးမှုပေါင်းစုံနော်ပူးတွဲပြီးနေထိုင်တဲ့နေရာဖြစ်တယ်အဲ့လိုနေထိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရိုးရာယဉ်ကျေးမှုမတူတဲ့သူတွေစုပေါင်းနေထိုင်ဖို့အတွက်အသင့်တော်ဆုံးဆိုတဲ့ဖက်ဒရယ်ပြဿနာကိုကင်တွယ်နိုင်မှသာလျှင်ငြိမ်းချမ်းရေးပြဿနာကိုဖြေရှင်းနိုင်မယ်အဲ့တော့ဖက်ဒရယ်ပြဿနာကိုဖြေရှင်းဖို့တော့ကဘာရှိလဲဆိုရင်ဖွဲ့စည်းအုပ်ချုပ်မှုအခြေခံဥပဒေဆိုင်ရာပြဿနာရှိတယ်ဘယ်လိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ဘယ်လိုသွားမလဲဆိုတဲ့ကိစ္စရှိတယ်။အဲ့ဒီရဲ့နောက်ွယ်မှာနော်တွဲပါနေတဲ့ကိစ္စနော်အဲ့ဖက်ဒရယ်ပြဿနာရဲ့နဲ့တွဲပါနေတဲ့ကိစ္စဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြဿနာဖြစ်တယ်။နော်ဒါကတော့မြန်မာနိုင်ငံရေးသမားတယောက်အနေနဲ့ကင်တွယ်ဖြည့်ရှင်းရမယ်အခြေခံပြဿနာတွေဖြစ်တယ်။နောက်အဲ့ဒီရတဆင့်နော်ဒီမိုကရေစီနဲ့လူ့ခွေရေးဆိုင်ရာပြဿနာရဲ့နောက်မှာနောက်ထပ်ပြီးတော့เนาะဆက်လာမဲ့ကိစ္စတွေကဟုတ်တာအများကြီးရှိနေသေးတယ်အဲ့ဒါတရားဥပဒေစိုးမိုးရေးဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ဖက်ဒရယ်ပြဿနာရဲ့နောက်မှာဒီမိုကရေစီနဲ့လူ့ခွေရေးဆိုင်ရာပြဿနာဖြစ်တယ်ဒီမိုကရေစီနဲ့လူ့ခွေပြဿနာရဲ့နောက်မှာတရားဥပဒေစိုးမိုးရေးဖြစ်တယ်နောက်အဲ့ခြားထဲမှာတပြိုင်တည်းပေါ့เนาะဒီမိုကရေစီနဲ့လူ့ခွေရေးဆိုတဲ့အထက်မှာပူးတွဲနေတဲ့ပြဿနာတွေကနေမီပြဿနာဖြစ်တယ်နောက်တစ်ခုကတယံဇာတခွဲဝေဆိုင်ရာပြဿနာဖြစ်တယ်နောက်တစ်ခုကလက်နက်ကင်တပ်ဖွဲ့တွေเนาะရဲ့เนาะအကန့်အသတ်ဆိုင်ရာပြဿနာဖြစ်တယ်ဒါတွေကမြန်မာနိုင်ငံရေးခေါင်းဆောင်လုပ်တော့လို့ရှိရင်ကင်တွယ်ဖြည့်ရှင်းရမယ်ပြဿနာတွေဖြစ်တယ်အဲ့ဒါတွေပြီးတော့မှနောက်ဆက်တွဲလာမယ့်ကိစ္စတွေကเนาะကျန်းမာရေးဆိုင်ရာပြဿနာဖြစ်တယ်เนาะမြန်မာနိုင်ငံကကျန်းမာရေးအင်မတန်မှဆိုးရွားနေတဲ့နိုင်ငံဖြစ်တယ်မြန်မာနိုင်ငံရဲ့ကျန်းမာရေးဟာအရင်ကနေကြတယ်เนาะကင်ဆာစီးချိုအဲ့တော့ကျွန်တော်တို့ကဒီတတိုင်းပြည်လုံးလူမမာဖြစ်နေတာတတိုင်းပြည်လုံးလူမမာဖြစ်နေတာအသက်20 30နဲ့ကင်ဆာတို့စီးချိုတို့တွေဝင်လာတဲ့ကိစ္စကြီးเนาะအင်မတန်မှကြီးကျယ်တဲ့ပြဿနာတစ်ခုဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံကိုတိုးတက်အောင်လုပ်တော့လို့ရှိရင်เนาะလူတွေကျန်းမာမှတိုးတက်အောင်လုပ်လို့ရမှာကျန်းမာရေးပြဿနာကနောက်ကတွဲလိုက်လာတဲ့ပြဿနာဖြစ်တယ်အဲ့တော့နိုင်ငံခေါင်းဆောင်တယောက်အနေနဲ့မြန်မာနိုင်ငံမှာအကုန်လုံးမြန်မာလူထုမှာခုနကဘာလို့ကြီးမားတဲ့ယောဂဗျတွေမကပ်အောင်ကျန်းမာတဲ့နိုင်ငံတော်ကြီးဖြစ်အောင်လူမမာနေတဲ့နိုင်ငံတော်ကြီးဖြစ်အောင်ကျန်းမာရေးဆိုင်ရာကိစ္စအင်မတန်မှအရေးကြီးတယ်နောက်တစ်ခုကတော့ပညာရေးဖြစ်တယ်မြန်မာနိုင်ငံရဲ့ပညာရေးအရင်နှိမ့်ကြနေတယ်နှိမ့်ကြနေတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ဒီအခြေခံပညာပေါ့လူဦးရေတန်း90မှာတန်း90လုံးเนาะ8တန်းရောက်ရေးတိတ်အရေးကြီးတယ်တန်း90လို့8တန်းရောက်ရေးအိတ်အရေးကြီးတယ်စာမတက်သူပပြောက်လောက်နဲ့မရဘူးเนาะအခြေခံပညာရေးကို
တန်း90လုံးတက်ဖို့ကျွန်တော်စူးစမ်းရမယ်အဲ့တော့မြန်မာနိုင်ငံဥဆောင်မဲ့လူတယောက်အနေနဲ့เนาะကင်တွယ်ဖြည့်ရှင်းရတဲ့ထက်မှာကျမ်းမာရေးပြီးလို့ရှိရင်ပညာရေးဆိုင်ရာပြဿနာဖြစ်တယ်အဲ့ဒါပြီးလို့ရှိရင်နောက်ထပ်ကင်တွယ်ဖြည့်ရှင်းရပြဿနာစီးပွားရေးပြဿနာဖြစ်တယ်เนาะမြန်မာနိုင်ငံမှာစီးရဲတဲ့နိုင်ငံဖြစ်တယ်လူတွေရဲ့ပြန်မြဝင်ငွေကအရန်ကိုနေတယ်เนาะဒီကြားထဲမှာမှစင်းရဲချမ်းသာကွာခြားမှုကအရန်ကျယ်လာပြီးတော့မှလူလက်တန်းစားကအရန်เนาะအရန်နေသွားအဒီပြဿနာကိုကင်တွယ်ရမယ်เนาะအဲ့တော့စင်ရသားပပျောက်ရေးပေါ့နော်အခြေခံလူတန်းစားတွေရဲ့နော်ဝင်ငွေတိုးတက်ရေးအခြေခံလူတန်းစားတွေရဲ့ဝင်ငွေတိုးတက်ရေးကိုကင်တွယ်ဖြည့်ရှင်းရမယ်ဒီချိန်ထဲမှာစင်ရချမ်းသာကွာခြားချက်အရန်အားကြီးနေတဲ့ကိစ္စကိုလည်းကင်တွယ်ဖြည့်ရှင်းရမယ်လူလက်တန်းစားတိုးလာရေးအတွက်လုပ်ငန်းတွေကိုလည်းနော်ကိစ္စကိုလည်းကင်တွယ်ဖြည့်ရှင်းရမယ်ဒါမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာကင်တွယ်ဖြည့်ရှင်းရမယ်အဓိကပြဿနာဖြစ်တယ်နောက်တစ်ခုကအိုးအိမ်ပြဿနာဖြစ်တယ်မြန်မာနိုင်ငံမှာအိုးအိမ်လိုအပ်ချက်အများကြီးရှိတယ်နော်အိုးအိမ်လိုအပ်ချက်အများကြီးရှိတယ်အများကြီးရှိတဲ့အခါမှာကျွန်တော်တို့ဒီနိုင်ငံအနေနဲ့ရေရှည်စီမံကိန်း250နှစ်တရာစီမံကိန်းချပြီးတော့မှအိုးအိမ်လုံလောက်မှုကိစ္စအတွက်ဥပဒေထုတ်ပြန်ပေးဖို့ကိစ္စတွေအများကြီးကျွန်တော်လုပ်ရမယ်အဲ့တော့မြေဈေးကျသွားဖို့မြေယာစီမံခန့်ခွဲမှုကိစ္စဆောက်လုပ်ရေးပစ္စည်းပေါ်ပေါက်လာဖို့ဆောက်လုပ်ရေးနည်းပညာကြီးတိုးတက်လာဖို့နော်အဲ့ဒီအပြင်ခုနကတော့အိမ်ချမ်းမြေကိုဟလာဟိုအင်ချမ်းမြေကိုပေါ့ဗျာလွယ်လွယ်ကူကူကြီးเนาะဈေးကစားတဲ့ကိစ္စမျိုးဖြစ်မလာဘူးဒါဥပဒေစိုးမိုးမှုနဲ့ခုနကတော့ဒီမြေယာစီမံခန့်ခွဲမှုကိစ္စနဲ့တွဲနေတယ်เนาะအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့လူတွေရဲ့အခြေခံပေါ့ဗျာလူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့စားဝတ်နေရေးမှာနေရေးကလည်းအမှန်တန်ကြီးကျယ်တဲ့ပြဿနာတစ်ခုဖြစ်တယ်เนาะစားရေးတောက်ရေးကနှိမ့်စင်တဲ့အမြကြုံတွေ့နေရတဲ့ပြဿနာဖြစ်တယ်လို့နေရေးထိုင်ရေးကလည်းပဲတက်တာစိတ်ဆင်းရဲရတဲ့ကိစ္စတစ်ခုဖြစ်နေတယ်အဲ့ခါကျတော့မြန်မာနိုင်ငံမှာတကယ်လိုအပ်နေတာကတော့เนาะအိုးအိမ်ပြဿနာလည်းဖြစ်တယ်เนาะဒါလည်းကျွန်တော်တို့ရင်ဆိုင်ဖြေရှင်းရမယ်ပြဿနာဖြစ်တယ်เนาะအဲ့ဒီအတွက်ကျွန်တော်တို့ကအမြဲစီမံခန့်ခွဲမှုကိုတည်ချလုပ်ရမယ်เนาะတည်ချလုပ်ရမယ်အဲ့လိုလုပ်ရရင်မြန်မာနိုင်ငံသားတိုင်းနော်အသက်40မတိုင်ခင်ဖြစ်နိုင်ရင်အသက်35နှစ်လောက်မှာနော်အနည်းဆုံးတက်ခန့်အိမ်တလုံးပိုင်နိုင်အောင်အစိုးရကတေချာစီမံခန့်ခွဲဖို့လိုတယ်အိမ်ဈေးရာဈေးအရန်မမြင့်အောင်နော်ကစားခြင်းနဲ့ကစားလို့မရအောင်အစိုးရကအနှစ်50နှစ်တရာစီမံကိန်းတွေချမှတ်ပြီးလုပ်ကိုင်ဖို့လိုတယ်နော်ဒါအိုးအိမ်ဆိုင်ရာပြဿနာနောက်တစ်ခုကအလုပ်လက်မဲ့ပြဿနာနော်အဲ့တော့မြန်မာနိုင်ငံမှာအလုပ်လက်မဲ့ပပျောက်ရေးနဲ့နော်အလုတ်အကင်နော်လွယ်ကူကူမျှတရရှိရေးတိတ်အရေးကြီးတယ်အဲ့ဒါကဘာလို့ဆိုမြန်မာနိုင်ငံမှာရှိတဲ့နော် data အသီးသီးမှာတန်းတူဖွံ့ဖြိုးတိုးတက်မှုရဖို့ကြိုးစားရမယ်ရန်ကုန်တစ်မျိုးတည်းတိုးတက်နေတာမန္တလေးတစ်ခုတည်းတိုးတက်နေတာမျိုးမဟုတ်ဘဲနဲ့တနိုင်ငံလုံးမျှတတဲ့တိုးတက်သွားနိုင်တဲ့နော်စီမံကိန်းမျိုးတွေကိုကျွန်တော်တို့လုပ်ရမယ်အဲ့လိုလုံးမသာလျင်ကိုဒေတာမှာကိုအလုတ်ကန်ရရှိအောင်ဖန်တီးပေးနိုင်မှသာလျင်ရန်ကုန်မြို့ကိုစုပြီးအလုတ်ရှာတဲ့ဟာမျိုးမန္တလေးကိုစုပြီးအလုတ်ရှာတဲ့ဟာမျိုးနော်ကျူးကျော်ပြဿနာတွေပြန်ကျလုတ်သားပြဿနာတွေကျွန်တော်ဖြေရှင်းနိုင်မှာဖြစ်တယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အခြေခံလူတန်းစားရဲ့ဘဝမြင့်တင်ရေးပြဿနာဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်အထူးသဖြင့်မြန်မာနိုင်ငံကစိုက်ပျိုးရေးနိုင်ငံကိုမကြော်နိုင်ဘူးဖြစ်လာတဲ့အခါမှာမြန်မာနိုင်ငံရဲ့တောင်သူလယ်သမားတွေနဲ့ပတ်သက်ပြီးတော့เนาะသူတို့အတွက်เนาะစက်မှုလယ်ယာပြောင်းသွားဖို့เนาะသူတို့ရဲ့ဝင်ငွေတိုးလာဖို့စိုက်ပျိုးရေးဆိုင်ရာနည်းပညာတွေမျှဝေဖို့နဲ့เนาะမျှဝေဖို့နဲ့ဒီစိုက်ပျိုးရေးကဏ္ဍမှာเนาะလက်ဝက်ကြီးအုပ်တဲ့ပုဂ္ဂလိကကုမ္ပဏီတွေကိုเนาะအချိန်နဲ့ပေါ့เนาะထိမ့်သိမ်းပြီးတော့ဖြည်းဖြည်းချင်းပြောင်းလဲယူဖြစ်တယ်အဲ့တော့အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကစိုက်ပျိုးရေးလုပ်ငန်းကိုစက်မှုလယ်ယာဖြစ်အောင်အတင်းအားမှာပြောင်းလိုက်မယ်ဆိုလို့ရှိရင်ဗာလဲစိုက်ပျိုးရေးကဏ္ဍမှာတကယ်စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေဝင်လာတဲ့အခါမှာအခြေခံတောင်သူလယ်သမားတွေအကုန်လုံးအလုပ်ပြုတ်ပြီးသူတို့ကပြန်ကြလုပ်တာတွေဖြစ်ကုန်မှာသူတို့ကရန်ကုန်မြို့မန္တလေးမြို့တို့မှာတော်ပြီးကျူးကျော်တွေဖြစ်သွားတယ်အဲ့လိုမဖြစ်ရအောင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတဲ့အခါကျတော့เนาะသူတို့အတွက်အလုတ်အကင်ဖန်တီးဖို့အတွက်စက်မှုလုပ်ငန်းတွေစက်မှုစုံတွေအများကြီးဖော်ထုတ်ဖို့လိုတယ်အဲ့လိုဖော်ထုတ်ပြီးသွားမှသာလျှင်ကျွန်တော်ကလေယာမြေမှာခုနလိုပေါ့နော်ယင်းနှိမ့်မြုံနှံမှုများတဲ့စိုက်ပျိုးရေးလုပ်ငန်းမှာယင်းနှိမ့်မြုံနှံမှုများတဲ့ကိစ္စမျိုးကိုဖန်တီးနိုင်မှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့စောစီစီစိုက်ပျိုးရေးကဏ္ဍမှာ
ခင်မီအောင်နိုင်ငံတကာဈေးကွက်ကိုလိုက်နိုင်အောင်ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုလုပ်ခွင့်ပေးလိုက်မယ်ဆိုလို့ရှိရင်တောင်သူလယ်သမားတွေကနော်ပြန်ကြလုပ်တာတွေဖြစ်ကုန်မှာတော့ကျူးကျော်ပြဿနာတွေထပ်ပြီးဖြေရှင်းရမယ်အဲ့တော့ဒါတွေကကျွန်တော်သေချာအချိန်နဲ့စနစ်တကျသွားရမယ်ကိစ္စတွေဖြစ်တယ်နော်အဲ့တော့မြန်မာနိုင်ငံရဲ့ဟိုခေါင်းဆောင်မဲ့လူတွေဖြေရှင်းရမယ်ပြဿနာတွေအများကြီးကထိုင်ဆောင်နေတာနောက်တစ်ခုကတရင်းကြီးတိုးတက်ရေးအတွက်နောက်ထပ်လိုအပ်တဲ့လိုအပ်ချက်တွေကကျွန်တော်တို့နိုင်ငံအတွက် infrastructure ဖြစ်တယ်အဲ့ဒါတော့လမ်းမဆက်သွယ်ရေးပဲအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလမ်းမဆက်သွယ်ရေးနဲ့တည်ယူပို့ဆောင်ရေးကောင်းဖို့နော်ယာကင်းတဲ့အထိကားမောင်းရဖို့ယာကင်းတဲ့ဒီလျှက်စစ်မီးရောက်ဖို့ယာကင်းတဲ့ဒီရေရောက်ဖို့ဆိုတဲ့ infrastructure ကိစ္စတွေကိုလည်းကျွန်တော်တို့ကနော်တိကျချာအနှစ်20အနှစ်30အနှစ်50စီမံကိန်းတွေချပြီးတိကျလောက်အောင်မဖြစ်သလိုဒီစီမံကိန်းတွေကိုလည်းအစိုးရတစ်ခုတက်လာတိုင်းဂျောင်ထိုးပြတဲ့ဟာမျိုးမလုပ်ဖက်နဲ့တိကျချာအစိုးရစက်တိုက်အကောင့်တွေဖော်လာအောင်အခြေခံဥပဒေမှာကိုတချို့ကိစ္စတွေထည့်သွင်းပြီးတော့လုပ်ယူဖို့လိုတယ်နော်ဒါကမြန်မာနိုင်ငံကိုနော်ဟိုမြန်မာနိုင်ငံကိုဥဆောင်တော့မယ်ဆိုလို့ရှိရင်ရင်ဆိုင်ဖြည့်ရှင်းရမယ်တာဝန်ဖြည့်ရှင်းရမယ်နိုင်ငံရေးခေါင်းဆောင်တွေရဲ့နော်ဖြည့်ရှင်းရမယ်ပြဿနာတွေဖြစ်တယ်တိထားရမယ်လုပ်ငန်းတွေဖြစ်တယ်အဲ့တော့လူငယ်တွေကိုပြောချင်တာကနော်လက်ရှိနော်အဲ့လိုပေါ့နော်ဒီနိုင်ငံရေးသမားတယောက်အဖြစ်မြန်မာနိုင်ငံရေးကိုဝင်ပြီးတော့เนาะဥဆောင်တော့မယ်ဆိုလို့ရှိရင်အခုနကလို့ပြောသလိုဝိဇ္ဇာပညာရပ်တွေကိုတည်တည်ချာချာနှံ့ဆဆလေ့လာဖို့လိုတယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာကြုံတွေ့ခံစားနေရတဲ့ပြဿနာတွေပြည်သူတွေရဲ့ပြဿနာကိုတေချာဖြေရှင်းပေးဖို့လိုတယ်အဲ့နောက်ပိုင်းမှာနောက်ထပ်ပြဿနာတွေအများကြီးရှိသေးတယ် infrastructure ပြဿနာမှာကျွန်တော်ကစွမ်းအင်ဆိုင်ရာရဖို့ပေါ့နော်လျှက်စစ်မီအိမ်တိုင်းပေါ့နော်ဟိုကြေးရွာတွေအထိလျှက်စစ်မီလင်းရေးကိစ္စတွေရှိတယ်အဲ့လိုပဲစက်မှုလုပ်ငန်းထူထောင်ဖို့အတွက်လျှက်စစ်စွမ်းအင်လုံလောက်ပေးနိုင်ဖို့ကိစ္စရရှိတယ်နောက်တစ်ခါသဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာရှိတယ်ရေကြီးရှန်နာတွေရော့ပါသွားအောင်ကျွန်တော်တို့ကဆယ်တွေမြောင်းတွေဆောက်ဖို့ကိစ္စတွေမျိုးတွေလည်းလုပ်ဖို့လိုသေးတယ်တပြိုင်တည်းမှာကျွန်တော်တို့ကတစ်တော်တွေသဘာဝပတ်ဝန်းကျင်ကိုပြန်ထူထောင်ဖို့ကိစ္စတွေလိုတယ်တစ်တော်တွေကျွန်တော်တို့ပြန်ထူထောင်ဖို့လိုတယ်နောက်တစ်ခါနယ်နိမိတ်ကိုစောင့်ရှောက်ဖို့လိုတယ်အဲ့တော့မြန်မာနယ်နိမိတ်တွေကျွန်တော်တို့ဒီနယ်နိမိတ်ပြဿနာတွေကအများကြီးရှိတယ်အများကြီးတိုင်စောင့်နေတယ်အဲ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့နေကြားပြဿနာတွေအများကြီးရှိတယ်တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ကြားတဲ့နေကြားပြဿနာတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့အခြေခံပြဿနာတွေကိုပြည်လဲသွားအောင်လုပ်ပြရတဲ့တပြိုင်တည်းကိုယ့်ရဲ့နယ်နိမိတ်ကိုတေချာစောင့်ရှောက်နိုင်ဖို့နော်နေဆက်ပတ်လန်းတွေဖောက်ဖို့နော်နေဆက်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့မှဒီတက်စခန်းတွေကိုတေချာချနိုင်ဖို့ကိစ္စတွေလိုတယ်အဲ့လိုတပြိုင်တည်းမှာအဲ့ဒီလုပ်ဖို့တော့ကခင်မီဖွံ့ဖြိုးတဲ့တက်မတော်ဖြစ်အောင်တိဆောက်ရေးကိစ္စလည်းလိုသေးတယ်နော်ကျွန်တော်တို့နိုင်ငံကအများကြီးပဲလှုပ်ရှားတွေအများကြီးရှိတယ်ဒါတွေအားလုံးထိုင်ဆောင်တယ်ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက်လူငယ်ကောင်းဆောင်တွေကအစဉ်အသင့်အခုကလေးကတွေးတောကြံစနေဖို့လိုတယ်သို့တော့အဲ့လိုတွေးတောကြံစပြီးတော့မှเนาะဒီတိုင်းပြည်ကို overview ပေါ့အပေါ်စီးကနေကြည့်ပြီးတော့မြန်မာနိုင်ငံတစ်ခုလုံးတိုးတက်ကြီးပွားဖို့အတွက်ဥဆောင်တော့မဲ့လူငယ်တွေအနေနဲ့เนาะစိတ်ကူးရင်ပြီးတော့ကိုယ်နိုင်ငံကြီးကိုဘယ်လိုဖြစ်အောင်ထူထောင်မလဲဆိုတဲ့အိမ်မက်ကြီးမက်လာပြီဆိုမှအဲ့အိမ်မက်ကိုအချင်းချင်းအခါနော်နှစ်ရှည်လာများမက်လာမှသာလေစိတ်ကူးထဲမှာကိုယ်စိတ်ကူးတွေကနော်တာယာဝပြောတဲ့ခင်မီတဲ့ဖက်ဒရယ်နိုင်ငံတော်ကြီးဆိုတာကိုနေ့တိုင်းအိမ်မက်နေဖို့လိုတယ်အဲ့လိုအိမ်မက်နေဖို့ဆိုတော့လက်ရှိခုနကပြောတဲ့ပထမဆုံးအခြေခံဖြည့်ရှင်းရပြီးပြဿနာဒီငြိမ်းချမ်းရေးပြဿနာဖြစ်တယ်ငြိမ်းချမ်းရေးပြဿနာဆိုတာတဏ္ဍမဖောက်ရေးပြဿနာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကြတော့ဒါကတော့ကျွန်တော်တခါလဲဟိုနားလည်မလွဲနဲ့ဟိုအခုသွားပြီးတော့စစ်တိုက်တာရပ်ပြီးဆွေးနွေးဖို့ပြောတာမဟုတ်ဘူးနော်အဲ့တော့ငင်းငယ်ရေးရဖို့ကိစ္စကိုပြောတာနော်အဲ့တော့ကကြတော့ငင်းငယ်ရေးပြဿနာဖြစ်တယ်ငင်းငယ်ရေးပြဿနာရဲ့နောက်ကမှာခုနဒီမိုကရေစီရေးလူခွင့်ရေးနဲ့ဖက်ဒရယ်ရေးရပြဿနာတွေဖြစ်တယ်ဟုတ်ပြီဖက်ဒရယ်ကိုပြန်သွားအောင်အဲ့တော့မြန်မာနိုင်ငံကဘာဖြစ်လို့အရေးကြီးတာလဲဆိုတော့ခုစောစောကပြောသလိုပဲမြန်မာနိုင်ငံဒီယဉ်ကျေးမှုဘာသာเนาะကိုးကွယ်မှုเนาะယဉ်ကျေးမှုဓလေ့ထုံးစံတွေဘာသာစကားတွေမတူတဲ့လူမျိုးပေါင်းများစွာစုပေါင်းနေထိုင်ရာเนาะနိုင်ငံတစ်ခုဖြစ်တယ်အင်မတန်မှထူကြတယ်လူမျိုးစုပေါင်း100ကျော်ရှိတဲ့နိုင်ငံเนาะအာရှမှာမရှိဘူးเนาะအာရှတိုင်းမှာမရှိဘူး
နော်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးဆုံးဒီ Federal နော် Federal ပြဿနာဒီအရေးကြီးဆုံးဖြစ်တယ်အဲ့ Federal ပြဿနာမှာထပ်ပြီးအရေးကြီးတာကလေမြန်မာလူမျိုးစုက36တန်းလောက်ဖြစ်နေပြီးတော့မှနော်ကျန်တဲ့လူမျိုးငယ်ဘောင်းစုံငါမှတန်း20မပြေဘူးဖြစ်နေတာအဲ့တော့အကြီးဆုံးဆိုတဲ့လူမျိုးစုတစုကမှ2တန်းလောက်ပဲဖြစ်နေတာအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့ Federal ပြဿနာကိုဖြေရှင်းဖို့ဒီမြန်မာလူမျိုးစုမှာတာဝန်ရှိတယ်နော်အင်အားအများဆုံးဖြစ်တဲ့မြန်မာလူမျိုးစုနော်မြန်မာတွေကဥဆောင်မှသာလေဒီ Federal ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ်ဟုတ်ပြီဒီပြည်ထောင်စုကြီးကိုစုဖို့အတွက် Federal ပြဿနာကိုဖြေရှင်းဖို့ဆိုလို့ရှိရင်မြန်မာအချင်းချင်းစီလုံးရဖို့အရေးကြီးတယ်ဟုတ်ပြီနော်အခုကျွန်တော်ကြုံတွေ့နေရတဲ့လက်ရှိပြဿနာသည် Federal ပြဿနာဖြစ်တယ်ဒီနေ့မြန်မာနိုင်ငံရဲ့ຫນွေဥတော်လှန်ရေးကိုကဘာကမတောက်ကန်သေးတာသည် Federal ပြဿနာဖြစ်တယ်ဟုတ်ပြီနော် Federal ပြဿနာဖြစ်တယ်အဲ့တော့လူနည်းစုဖြစ်တဲ့လူမျိုးစုတွေနဲ့ပေါင်းစည်းတဲ့ဥဆောင်မှုတစ်ခုလို့မယုံကြည်လို့မထောက်ခံသေးတာဖြစ်တယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်ဟုတ်ပြီဒီပြည်ထောင်စုကြီးလူမျိုးစုတွေအကုန်လုံးကိုစုပေါင်းဖို့ဆိုတာထက်ဗမာလူမျိုးတွေကိုကြီးပဲရောစုစည်းနိုင်ပြီလားလို့ဆိုလို့ရှိရင်ဒါကမေးခွန်းတစ်ခုဖြစ်တယ်ဒါဥဆောင်ရမယ့်လူစဉ်းစားရမှာနော်ပြည်သူတွေကအေးဆေးပဲပြည်သူတွေကအေးဆေးပဲပြည်သူတွေကတော့ဟလားတို့ဒီမှာအလားပြုတ်ကြံပြီးရောကချင်ရမယ့်အုပ်ချုပ်ရခိုင်ရမယ့်အုပ်ချုပ်နော်ဘယ်သူအုပ်ချုပ်နော်ပလောင်ပဲလာအုပ်ချုပ်လက်ခံမယ်ဆိုတဲ့အတိုင်းတာအထီကိုတကယ်ကိုတန်ပေါင်းများစွာသောမြန်မာပြည်သူတွေကအဲ့ဒီခံယူချက်ကိုခံယူထားပြီးပြီမန္တလာပြုတ်ကြံပြီးရောဟုတ်ပြီဒါကအခြေခံပြည်သူတွေရဲ့စံတာဖြစ်တယ်ဒါပေမဲ့မြန်မာလူမျိုးစုအတွင်းမှာဒီနိုင်ငံရေးကိုဥဆောင်နေတဲ့သူတွေကစုစည်းသောမြန်မာလူမျိုးဗမာလူမျိုးစုတခုတည်းသောနော်နိုင်ငံရေးအဖွဲ့အစည်းနဲ့တခုတည်းသောစစ်ရေးအဖွဲ့အစည်းရရှိနေပြီလားဆိုတာနော်တကယ်လက်တွေ့ကြတဲ့မိကွန်းတစ်ခုဖြစ်တယ်ပြည်ထောင်စုကိုစူးစီးဖို့ပြည်ထောင်စုကိုစူးစီးခြင်းလို့ရှိရင်ဗမာလူမျိုးစုကိုစူးစီးဖို့အရင်လုပ်ရမယ်ဗမာလူမျိုးစုမှမစူးစီးနိုင်မဲနဲ့ပြည်ထောင်စုကိုစူးစီးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးပြည်ထောင်စုကိုမစူးစီးနိုင်မဲနဲ့လည်းပဲဘယ်နိုင်ငံကမှအတိအမှပြုတ်မှာမဟုတ်ဘူးဒါကျွန်တော်တို့ဗမာလူကျွန်တော်အပါဝင်ဗမာလူမျိုးတွေရဲ့နော်လက်တွေ့ကြဖြည့်ရှင်းရမယ်စီလုံးညီညွတ်မှုဆိုင်ရာပြဿနာဖြစ်တယ်ဟုတ်ပြီဒီနွေဦးတလိုင်းမှာဗမာလူမျိုးစုနေထိုင်ရာတိုင်းကြီး9တိုင်းအပြင်နော်အဲ့တိုင်းကြီး9တိုင်းထဲမှာပထမဆုံးဒီနွေဦးတော်လှန်ရေးမှာတိတာတာနော်ရှေ့တန်းရောက်လာတဲ့စိုးမိုးနယ်မြေတိဆောက်နိုင်တဲ့သခိုင်းတိုင်းကိုကျွန်တော်ကြည့်မယ်ဆိုရင်သခိုင်းတိုင်းမှာမြန်မာလူမျိုးကြီးပဲ90ရာနှုန်းနေရနေဖြစ်တယ်နော်95ရာနှုန်းလောက်ပြောလို့ရတယ်အဲ့တော့အရင်တော့ကျွန်တော်ပြောဘူးတယ်2022လောက်ကတန်းပြောဘူးတယ်သခိုင်းတိုင်းကိုတောင်မှမစုစည်းနိုင်မဲနဲ့ပြည်တော်စုကိုစုဖို့မစင်စားနဲ့လို့ပြောကူတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့နော်လူငယ်တွေအနေနဲ့ရောမြန်မာလူမျိုးစုအနေနဲ့ရောစဉ်းစားရမယ့်ကိစ္စနော်တခုတည်းသောဗမာလူမျိုးနိုင်ငံရေးအဖွဲ့အစည်းနဲ့တခုတည်းသောဗမာလူမျိုးတပ်မတော်ပေါ်ပေါက်ရေးသည်အရေးကြီးဆုံးဖြစ်တယ်အဲ့တော့အဲ့အတွက်လေလက်ရှိနိုင်ငံရေးတက်ကြွတဲ့သူတွေကစူးစမ်းနေကြတဲ့လှုပ်ရှားမှုတွေကိုတွေ့နေရတယ်နော်ကျွန်တော်တို့အများကြီးမပြောလို့ကျွန်တော်ပြောပြီးခဲ့တဲ့နှစ်လောက်တည်းကြိုပြောလာတာဒါဒီလိုရှိတယ်နော်ဒီအဖွဲ့အစည်းကဒီလိုရှိရနော်ဒီလူတွေကဒီလိုရှိတယ်နော်ဒီလမ်းကြောင်းကဒီလိုသွားတာနော်ကျွန်တော်အများကြီးနှစ်ကျော်လောက်ကျွန်တော်တို့ကြိုပြောခဲ့တယ်ကြိုပြောခဲ့တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ကိုဆွဆွဲခံရတဲ့ကိစ္စတွေအများကြီးရှိတယ်ဒါတွေကကျွန်တော်တို့ခေါင်းထဲမထည့်ပါဘူးအရေးကြီးတာကကိုရဲ့အတွေးအခေါ်အယူအဆအတိအမြင်တွေကို
ချပြခြင်းမဖြစ်တယ်အဲ့ဒီထဲကနေပြီးတော့မှအတုံးတဲ့တဲ့ဟာတွေကိုတေချာသုံးပြီးတော့ကိုယ်တိုင်စီစစ်ဝေဖန်ပြီးတော့အတုံးချဖို့ပဲကျွန်တော်ပြောချင်တာနော်အဲ့တော့ဒီနေ့တော်လန်ရေးဒီနိုင်မှာမနိုင်စရာအကြောင်းမရှိဘူးနော်အင်အားကြီးနိုင်ငံတချို့ရဲ့နော်အနေအထားလေးတစ်ခုကိုပြောင်းလိုက်တာဒီနော်ဒီတော်လန်ရေးကိုတခါလေအဆုံးသတ်သွားလို့ရတယ်တော်လန်ကြီးကလည်းရှေ့ကိုဆက်သွားနေတယ်မဟာလာအနေနဲ့တော့လုံးဝလမ်းပြောက်ပြီးသားဖွဲ့စည်း2008ဖွဲ့စည်းဖို့အခြေခံဥပဒေကိုသူကိုယ်တိုင်ပြည့်စည်ရတဲ့ကြောင့်သူကလမ်းပြောက်တဖြည်းဖြည်းနဲ့ပြောက်သွားမှာအခုရွေးကောက်ပွဲတောင်ဘယ်တော့လုံးပါမလို့အတန်မတွက်နိုင်တော့ဘူးကျွန်တော်ပြောပြီးသားအဲ့ရွေးကောက်လုံးဝမဖြစ်ဘူးအဲ့တော့လူတွေစဉ်းစားကြလို့မပြောရဘူးပြောဖို့ရှိတော့တယ်နော်အဲ့တော့ပြည်ထောင်စုပြဿနာဖက်ဒရယ်ပြဿနာသည်မြန်မာနိုင်ငံရဲ့အဓိကကြသောပြဿနာဖြစ်တယ်ငြိမ်းချမ်းရေးပြဿနာဆိုတာဒီဖက်ဒရယ်ပြဿနာကိုမဖြေရှင်းနိုင်လို့ငြိမ်းချမ်းရေးပြဿနာဖြစ်နေတာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံမှာရှိနေတဲ့ပြဿနာဘောင်းဆောင်ရဲ့အဓိက link နော်အဓိကကွင်းဆက်ပြဿနာရဲ့အဓိကကွင်းဆက်နော်ဒီ principle ဟောဒီ principle contradiction เนาะဒီအဓိက main ကွင်းဆက်ဒီပြဿနာဒီဖက်ဒရယ်ပြဿနာဖြစ်တယ်အဲ့တော့ဒီဖက်ဒရယ်ပြဿနာကိုကင်တွယ်ဖြေရှင်းဖို့ဒီဗမာလူမျိုးစုတွေမှာအဓိကအကြဆုံးတာဝန်ရှိတယ်ဒီပြဿနာကိုကင်တွယ်ဖြေရှင်းခြင်းနဲ့ဆိုရင်ဗမာတွေအချင်းချင်းစီလုံးညီညွတ်ပြီးတော့တခုတည်းသောနိုင်ငံရေးဥဆောင်အဖွဲ့အစည်းနဲ့တခုတည်းသောတပ်မတော်ဗမာလူမျိုးစုတပ်မတော်ပေါ်ပေါ်ရအရေးကြီးတယ်။ဒါကိုအရေးကြီးတယ်လို့ယူဆလို့ရှိရင်လက်ရှိဥဆောင်နေတဲ့သူတွေအနေနဲ့မာနတွေကိုရှော့ချပြီးတော့အချင်းချင်းစုစည်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။အရေးကြီးဆုံးကအကြီးတစ်ဖွဲ့ဖြစ်လာဖို့အရေးကြီးတယ်။လက်ရှိကသူမသားကိုမသားတွေကြားထဲမှာနော်တကယ်တမ်း3ဆကနေ5ဆလောက်ကြီးတဲ့အဖွဲ့အစည်းတစ်ခုတက်မတော်သုံးဖို့နိုင်ငံရေးအဖွဲ့အစည်းပေါ်လာရင်ကျန်တဲ့အသည့်အဖွဲ့အကုန်လုံးပြဿနာဖြစ်ပျောက်သွားလိမ့်မယ်ဒါကဏ္ဍအဖြစ်ပြောတာမဟုတ်ဘူးနော်တကယ့်ကိုreal unity နော် real power real organization ဒါကိုပြောတာအဲ့ခါကျတော့လက်ရှိဒီနေဦးတော်လိုင်းကိုဥဆောင်နေတဲ့သူတွေဗမာလူမျိုးစုเนาะဥဆောင်သူတွေအနေနဲ့ဒီမေကုန်းကိုအရင်ဖြေဖို့လိုတယ်ကိုယ့်ရဲ့မာနတွေအကုန်လုံးကိုရှော့ချလိုက်ပြီးတော့အချင်းချင်းစုစည်းလိုက်လို့3ဘွဲ့လောက်ပေါင်းတာနဲ့ပြတ်တယ်ဗမာလူမျိုးစုတက်မတော်တော်ကြီးမားလေးဖြစ်တာနဲ့လက်ရှိ EAOs မှာရောက်နေတဲ့เนาะဗမာ PDF တပ်သားတွေကဝင်လာပြီးစုစည်းလိုက်တာနဲ့တင်းချီရဲ့တက်မတော်ကြီးတခါလေးဖြစ်သွားမှာအဲ့လိုဖြစ်တာနဲ့တပြိုင်နက်တည်းဒီပြဿနာကိုတခါဖြေရှင်းလို့ရပြီအဲ့တော့မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ပြဿနာတွေအားလုံးရဲ့ရင်းမြစ်ဒီဖက်ဒရယ်ပြဿနာဖြစ်တယ်ဖက်ဒရယ်ပြဿနာကိုကင်တွယ်ဖြေရှင်းဖို့ဒီဗမာလူမျိုးတွေမှာပဲ80-80ရာခိုင်နှုန်းတာဝန်ရှိတယ်ဗမာလူမျိုးတွေကဖြေရှင်းမှသာလေဒီပြည်ထောင်စုပြဿနာပြီးမှာဖြစ်တယ်အဲ့ဒါကိုဖြေရှင်းဖို့ဆိုဗမာလူမျိုးတွေအချင်းချင်းစီးလုံးညီညွတ်ရေးဒီအရေးကြီးဆုံးဖြစ်တယ်တခုတည်းသောနိုင်ငံရေးအဖွဲ့အစည်းနဲ့တခုတည်းသောတပ်မတော်ပေါ်ပေါ်ရေးဒီအရေးကြီးတယ်လက်ရှိအခြေအနေဒီပြည်ထောင်စုတစ်ခုလုံးလူမျိုးစုတွေအားလုံးကသဘောတူညီညွတ်အားကိုးတဲ့အဖွဲ့အစည်းမြန်မာနိုင်ငံမှာမရှိဘူးလုံးဝမရှိဘူးနော်ဒါဒီတော်လိုင်းရဲ့အဖြစ်ဖြစ်တယ်အဲ့လိုမလုပ်ဖမ်းနေတော့တော်လိုင်းရဲ့ပြီးမသွားနိုင်ဘူးလားဆိုပြီးသွားနိုင်တယ် external force ကြောင့်ပြီးသွားနိုင်တယ်ဟုတ်နော်ပြီးသွားနိုင်တယ်ဗယံပဓာကြီးပြီးသွားပြီးတော့ဗယံပဓာကြီး transform ဖြစ်သွားမယ်အဲ့တော့ဒီညကျွန်တော်ပေးခြင်းတဲ့ question ကတော့ဒါပဲအဲ့တော့
ကျွန်တော် live ကိုကြည့်တဲ့သူတွေအနေနဲ့နိုင်ငံရေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီညကိုရင်ချက်ကြီးပြောတာကိုလင်မိုးပြောတာနော်လက်ခံနိုင်သလားဘာတွေမှန်တယ်လဲဘယ်ဟာတွေကဖြစ်နိုင်ကြီးရှိလို့စဉ်းစားတိတ်ချစဉ်းစားနော်အဲ့လိုစဉ်းစားပြီးတော့မှအဖြေထုတ်ကြပါလူငယ်တွေအနေနဲ့လည်းပဲဒါကိုတိတ်ချအနုလုံပြိလုံတိတ်ချစဉ်းစားပြီးတော့မှနော်မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းနိုင်ဖို့အတွက်အိမ်မက်ကြီးမကြပါနေရာယူကြပါနော်ကိုယ့်မမာနာတွေကိုရှော့ချပြီးတော့မှစီလုံးညီညွတ်မှုစူးစမ်းပြီးတိဆောက်ကြပါလို့ကျွန်တော်ပြောချင်တယ်နော်အဲ့တော့တိတ်မကြခင်ထပ်ပြီးတော့ခုလိုမျိုးမျှဝေနိုင်ဖို့ကျွန်တော်စူးစမ်းပါအောင်မယ်တေချာတာတစ်ခုကတော့ဒေါ်လာကြီးကကြာဦးမှာတို့ဟာနုကြီးကလည်းအာမကိုအောင်သူ့လည်းအာမရဘူးဆိုတဲ့ဥစ္စာတွေမေးပလိုက်နော်နိုင်မှာမလားဘယ်လိုမှရှစ်တိုးဖို့တိတ်ကိုမလွယ်တော့ကျွန်တော်တို့ဒေါ်လာရဲ့အဖွဲ့အစည်းတွေအနေနဲ့ကစူးစိညီညွတ်မှုတခုတည်းသောစူးစိညွတ်မှုမတိဆောက်နိုင်သည့်တိုင်အောင်အရွေးအရှိကိုသွားနေတယ်အပြောင်းလဲဖြစ်လာနိုင်ကြသည်ကျွန်တော်တို့နဲ့အိမ်နီးချင်းအင်အားကြီးနိုင်ငံတစ်ခုရဲ့ရည်တည်ချက်ဖြစ်တယ်သူစဉ်းစားမှာအချက်၃ချက်ဖြစ်တယ်တစ်ချက်ကကြောက်ဖြူကိုအေအေကတင်သွားခဲ့ရင်ရခိုင်တပြည်လုံးကိုအေအေကတင်သွားခဲ့ရင်ဒါ first question second question ကတော့ခုနကပြောသလိုပဲเนาะနာလာအနေနဲ့เนาะဒီရုရှားနဲ့တွားပြီးတော့လုံးမို့လောက်လာတဲ့ကိစ္စဖြစ်တယ် that question ကတော့နာလာကိုတနိုင်ငံလုံးကလက်မခံဘူးဒါကိုထည့်သွင်းစဉ်းစားမှသာလျှင်တရုတ်နိုင်ငံရဲ့အနာဂတ်အကျိုးစီးပွားရေးယူစုဝါခံကတ်မယ်ဆိုတာသူတို့စဉ်းစားပြီးသားဖြစ်တယ်ဒီအချက်၃ချက်ကတိတ်မကြခင်မှာတရုတ်အနေနဲ့ရပ်တည်ချက်ပြောင်းရမယ့်ကိစ္စမျိုးဖြစ်တယ်အဲ့တော့တဝဲရင်းနဲ့စိတ်ကန်းကိုမအလာကနော်ရုရှားယင်းနှိမ့်နှံမှုကိုပေးခြင်းပေမဲ့ဒီကိစ္စဖြစ်လာဖို့ရခိုင်နှုန်းနေတယ်အိန္ဒိယချင်းနှစ်နိုင်ငံအတွက်ပြဿနာရှိနေတယ်အဲ့ဒါကဘာလဲဆိုရင်တရုတ်နဲ့ထိုင်းမယ်အဲ့တော့ပြည်သူတွေကိုပြောချင်တာကစိတ်ဓာတ်မကြနဲ့ကျွန်တော်တို့နိုင်ဖို့ကဘာမှမလိုတော့ဘူးအဲ့တော့တခုတည်းဥဆောင်မှုမရသည့်တိုင်အောင်ကိုပဲเนาะဒီမအလအနေနဲ့ရှေ့လျှောက်ဖို့အသက်ဆက်ဖို့ကခက်တဲ့ခက်လာတဲ့အတိုင်းအတာတွေကိုတွေ့နေရတယ်အဲ့တော့ကျွန်တော်တို့ကအခုစောင့်ကြည့်နေရတာတော့ဒါရခိုင် AA ရဲ့တိုက်အားပေါ့နော်အဲ့တော့ရခိုင်ကမ်းရိုးတန်းရဲ့အရှည်နဲ့တင်နိုင်ကမ်းရိုးတန်းရဲ့အရှည်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စုစုပေါင်းကမ်းရိုးတန်းအရှည်ကကော့တောင်းကနေပြီးတော့နတ်မြဝအထိနိုင်ပေါင်း1300လောက်1200လား1300လားအဲ့လိုလောက်ရှိတယ်အဲ့တော့ကျွန်တော်မြေပုံလေးကိုကြည့်မယ်ဆိုရင်ပေါ့ဗျာနတ်မြဝကနေပြီးတော့ကျွန်တော်တို့ခွာရဲ့အောက်နားလောက်ကိုထိပေါ့နော်ဆွဲဆန့်လိုက်မယ်လို့ရှိရင်အဲ့ဒါမိုင်အားဖြင့်ပေါ့နော်ဟို400လောက်ရှိမှာပေါ့နော်အဲ့ဒီကနေပြီးတခါကျွန်တော်တို့ဒီမော်လမြိုင်ဒီမုဒ္ဓမဘက်ကိုကွေ့လာတဲ့ရန်ကုန်မြို့ဝဘက်ကိုကွေ့လာတဲ့အကွေ့လေးတစ်ခွက်ကလည်းမိုင်200လောက်ရှိမှာပေါ့နော်အဲ့တော့400 200တော့600အဲ့ဒီအကွေ့လေးပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီအဝလေးကနေပြီးတော့ဟိုအောက်ကော့တောင်းဒီဆင်းသွားမဲ့ကောင်မိုင်600လောက်ရှိမယ်စုစုပေါင်းကျွန်တော်တို့ရဲ့ကံရိုးတန်းအရှည်မိုင်1200လောက်ရှိတယ်မိုင်1200လောက်မှာအရေးကြီးတဲ့ကံရိုးတန်းကတော့အေယာဝတီကံရိုးတန်းပဲနော်အေယာဝတီကံရိုးတန်းလေးပဲအဲ့တော့ပြောမှဆိုရင်ဒီမြေပုံလေးရဲ့တင်ပါအောက်ချမ်းလေးပေါ့ဗျာနော်တင်ပါအောက်ချမ်းလေးဒါအရေးကြီးဆုံးပဲအဲ့တင်ပါလေးကိုနော်အဲ့တင်ပါလေးကိုပိတ်လိုက်တာနဲ့ပြီးသွားပြီအဲ့တော့တကယ်တော့မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ကံရိုးတန်းဘယ်လောက်မှမရှိဘူးမိုင်200ပဲရှိတယ်နော်အဲ့တော့အကယ်၍သာ AA ကဟိုနတ်မြဝကနေပြီးတော့ဒီခွာရဲ့အောက်နာလေးလောက်ကိုထိန်းနိုင်လိုက်တယ်ဆိုရင်ကီလိုမီတာ400ရှိတဲ့ကံရိုးတန်းကိုသူစိုးမိုးနိုင်လို့ရှိရင်အေယာဝတီကိုပိတ်လို့ရတယ်
AR ပိတ်တာနဲ့တွားပြီနော်ရန်ကုန်ပိတ်လိုက်တယ်တွားပြီနော်ရန်ကုန်ပိတ်တာနဲ့လက်ရှိမလာအစိုးရကနေဆက်ဒေသလို့အကုန်ပိတ်သွားပြီတရုတ်နေဆက်တစ်လျှောက်ထိုင်းနေဆက်တစ်လျှောက်သူဆုံးမတာမရှိတော့ဘူးမရှိတော့ဖြစ်သွားပြီမြောက်ရီဆိုတာကရင်ကအချိန်မေးသိမ်းလို့ရသူမသိမ်းတာသူအကျိုးစီးပွားနဲ့နင်းနေတာဟုတ်နော်တင်တိုင်းကမ်းရိုးတန်းဆိုတာလေသူ့မှာရည်တတ်တွေရှိနေရဆိုပေမဲ့တကယ်တမ်းတင်တိုင်းကမ်းတော့မှစိုးမိုးနေတာကတော်လိုင်းဘက်ကဖြစ်တယ်လူတော်လိုင်းဘက်ကဖြစ်တယ်ဒါကြောင့်မလို့ဒီမိုင်မောင်း400လောက်ရှိတဲ့ရခိုင်ကမ်းရိုးတန်းနဲ့ပင်လယ်ရေပြင်ကိုသာအေအေကထိန်းနိုင်ခဲ့ရင်ရန်ကုန်မြို့ကထိန်းနိုင်တယ်လို့ပြောလိုက်ပါဒါကြောင့်ဆိုတနင်္လာရီကမ်းရိုးတန်းတစ်လျှောက်မှာလည်းပဲပင်လယ်ပြင်ကိုမစိုးမိုးနိုင်သည့်တိုင်အောင်နယ်မြေကို PDF တွေစိုးမိုးထားတာဖြစ်တယ်ဒါလည်းမအလာအနေနဲ့စီရေးဆိုင်ရာတကယ်ကိုအစိုက်ထုတ်ခံရမယ့်ကိစ္စဖြစ်တယ်အဲ့ဒါတော့ရန်ကုန်မြို့ကပိတ်သွားမယ့်ကိစ္စပဲပင်လယ်ရေကြောင်းဆက်ဆံရေးပိတ်သွားမယ့်ကိစ္စတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ AR မြင့်အနောက်ဘက်ခြမ်းမှာရှိတဲ့ကပ္ပဆက်ယုံတွေနော်ဆုံးရှုံးလက်လွတ်ဆုံးရှုံးသွားဖို့ရှိတယ်ဒီနှစ်ချက်ကမအလာအတွက်အကြီးအကျယ်နော်အစိုက်ထုတ်ခံရမယ့်ချက်ဖြစ်တယ်ကျွန်တော်စေးရုံနားမလဲပါဘူးကျွန်တော်စေးရုံမသိဘူးဒါလက်လန်းမိတလောက်စဉ်းစားကြည့်တာနော်အဲ့တော့နှုတ်ဆက်ပါတယ်နော်ဒီညတက်လာပြီးပြောတဲ့အကြောင်းကြာတော့တခြားမဟုတ်ပါဘူးစိတ်တက်မကြနေနော်ဟာမမနူကလည်းအာမကိုရဘူးနော်ဟိုအီလေကြီးဖြစ်နေတယ်ဒီတိုင်းဆိုရင်တော့ဟို50နှစ်ကြီးများကြာသွားမလားဟာဆီးရီးယားလို့ရုရှားဝင်လာမလားမစင်စားနဲ့ဆီးရီးယားနဲ့တရုတ်ကအဝေးကြီးတယ်မြန်မာနိုင်ငံတရုတ်ကကတ်နေတာနော်မြန်မာနိုင်ငံတရုတ်ကကတ်နေတာအဲ့လိုတိုင်းတာရှိရနော်အဲ့ဒီအတွက်ကြောင့်နော်စိုးရင်စိတ်တွေကိုရှော့ချလိုက်ပါကျမ်းမာအောင်နေပါလူငယ်တွေအနေနဲ့လည်းပဲအခုနကတော့နော်ဦးပြောတဲ့အချက်လက်တွေကိုထည့်သွင်းစဉ်းစားပြီးတော့ဒီမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ဖို့အတွက်အိမ်မက်ကြီးမဲ့ပါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံအစိုးရနော်မြန်မာနိုင်ငံဥဆောင်မဲ့လို့ပြဖြည့်ရှင်းရမယ့်ပြဿနာတွေကအများကြီးပဲစောင့်ကြိုးနေပါတယ်ဒီပြဿနာတွေအားလုံးကိုတစ်ခုပြီးတစ်ခုကင်တွယ်ဖြည့်ရှင်းဖို့ဟာလူငယ်တွေရဲ့တာဝန်ပဲဖြစ်တယ်လူငယ်တွေအနေနဲ့ဒီတာဝန်တွေကိုရဲတင်းတင်းယူဖို့ကြိုးစားပါရဲတင်းတင်းနေရာယူဖို့ကြိုးစားပါလူကြီးတွေလည်းပဲဖယ်ပေးလိုက်ချင်တယ်မှာခင်ဗျားတို့ခင်မမီတော့ဘူးနော်ခင်မမီတော့ကျွန်တော်လည်းခင်မမီတော့အတွေ့အခေါ်ရခင်မီရင်တော့မှအလွတ်လုတ်ကင်နိုင်တဲ့စတမီနာပေါ့နော်တက်လုံးမရှိတော့ဘူးနော်တက်လုံးမကောင်းတော့လူငယ်တယောက်ကတနေ့ကို18နာရီလှုပ်နေတဲ့အချိန်မှာကျွန်တော်တို့10နာရီပြည့်အောင်မလုပ်နိုင်တော့ဘူးခေကြီးကနော်လူငယ်တွေရဲ့အခန်းကဏ္ဍအရန်အရေးပါသွားပြီဖြစ်တယ်ဒါကြောင့်မလို့ကိုယ်အနေထားကိုသဘောပေါက်ကြပါလူငယ်တွေကိုပဲနေရာပေးကြပါလူငယ်တွေအနေနဲ့လည်းနော်တောင်းယူဖို့ကြိုးစားကြပါနေရာယူဖို့ကြိုးစားကြပါပြည်သူတွေအနေနဲ့ကတော့လုံးဝစိတ်တမကြနဲ့ကျွန်တော်တို့တော်လိုင်းကြီးကရှေ့ကိုပဲသွားနေတာဖြစ်တယ်အချိန်မရွေးတော်လိုင်းကြီးကဟိုးငရဲပြီးသွားနိုင်တဲ့အတိုင်းတာဖြစ်တယ်နော်အခုမနေ့တနေ့ကမှနော်သမ္မတဖိလစ်ပိုင်သမ္မတဒူတာတေးလား ICC ကနေဖမ်းသွားတဲ့ကိစ္စတခုကလည်းပဲအင်မတန်မှပေါ့နော်ဟိုတာဝန်ကရစရာနော်အတိုင်းတာတခုဖြစ်တယ်နော်ဒီအကြောင်းတွေတော့နော်ရှည်တော့မှဆိုလို့နောက်မှဆက်ပြီးပြောပါတော့မယ်အဓိကကျွန်တော်လာပြီးပြောတဲ့အကြောင်းအရာကတော့စိတ်တက်မကြနဲ့တော်လိုင်းနိုင်မှာတေးကြတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တာပါလူငယ်တွေအတွက်လည်းအခုနကတော့ပြောတဲ့မြန်မာနိုင်ငံမှာရင်ဆိုင်ဖြည့်ရှင်းရမယ့်ပြဿနာတွေအများကြီးပဲရှိတယ်ဒါတွေကိုဖြည့်ရှင်းဖို့အတွက်အားမွေးထားပါအိမ်မက်ကြီးမြတ်ပါတောင်းယူဖို့ကြိုးစားပါနေရာယူဖို့ကြိုးစားပါလေ့လာသင်ယူဖို့ကြိုးစားပါလို့ပြောချင်ပါတယ်เนาะအားလုံးကိုနှုတ်ဆက်ပါတယ်ကျမ်းမာအောင်နေကြပါမကြခင်မှာပြန်ဆုံမယ်မကြခင်မှာပကံမှာဆုံပါမယ်